တပ်ဖြတ်မှုတွေနဲ့အမုန်းတရားကိုဖြစ်စေတဲ့အဓိကအကြောင်းအရာတွေထဲကတစ်ခုဟာလူဒန်းစားတစ်ခုမျိုးနွယ်တစ်ခုဟာတခြားလူသားမျိုးနွယ်တွေထက်တာလွန်မြင့်မြတ်တယ်ဆိုတဲ့ယုံကြည်မှုကြီးပဲကလေးဆိုတာကအတန်းစားခွဲခြင်းနဲ့စိတ်ရောလူမျိုးရေးခွဲခြင်းနဲ့စိတ်ရောမရှိဘူးအိမ်ကဒါမှမဟုတ်ရင်ကျောင်းပတ်ဝန်းကျင်ဟာဒါမှမဟုတ်လည်းအဲ့ဒီနှစ်ခုလုံးကနေပဲဖြစ်ဖြစ်သူ့ကိုဒီလိုခွဲခြားခြင်းနဲ့စိတ်ဖြစ်လာအောင်လုပ်လိုက်တာအဲ့ကလေးကိုယ်တိုင်ကကြတော့သူ့ရဲ့ကစားပေါ်ကနီဂရိုးပဲဖြစ်ဖြစ်ဂျူးပဲဖြစ်ဖြစ်ကလားပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်သူကယူမဆိုင်ဘူးဒါမဲ့လည်းလူအဖွဲ့အစည်းတစ်ခုလုံးရဲ့လွှမ်းမိုးမှုကတစ်ချိန်လုံးသူ့စိတ်ပေါ်မှာချုပ်ချယ်ဖိစီးနေတဲ့အတွက်ပုံသွင်းနေတဲ့အတွက်သူလည်းပဲခွဲခြားခြင်းနဲ့စိတ်တွေဖြစ်လာတော့တာပဲဒီနေရာမှာပြဿနာကလေးတွေမဟုတ်ဘူးလူကြီးတွေမှားယွင်းတဲ့စံနှုန်းတွေရှိတဲ့အတိတ်ပဲမဲ့ပတ်ဝန်းကျင်တစ်ခုကိုခွဲခြားမှုနဲ့ဖန်တီးတတ်တဲ့လူကြီးတွေရဲ့ပြဿနာဆိုတော့ကလေးတစ်ယောက်ကိုအာဃာတတွေနဲ့ကင်းလွတ်အောင်ပြုစုပြောထောင်မယ်ဆိုရင်တယောက်ချင်းစီကလည်းကိုယ့်ကိုယ်ထဲမှာရှိနေတဲ့ကိုယ်တိုင်ဖန်တီးထားတဲ့တွေးခေါ်မျှော်မြင်မှုကင်းတဲ့လူအဖွဲ့အစည်းနဲ့ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့အာဃာတတွေအားလုံးကိုသင်ပုံးချလိုက်ဖို့လိုတယ်ဒီကဘာမှာစစ်မဖြစ်ရမည်